ကောင်းမြို့လေ Ecomy လမ်းမကြီးပေါ်မှာ Sensory Developer ကြီးကဆောက်လုပ်မဲ့ Luxury Condo ကိုဗတ်၄သန်းဝန်းကျင်နဲ့ဝယ်ယူနိုင်မယ် XT10 Ecomy နဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင် Residential Building နှစ်ခုပါဝင်မှာဖြစ်ပြီးတော့ Building A နဲ့ Building B ဆိုပြီးရှိပါတယ်ရှင် Building A မှာ28လောအမြင့်ရှိပြီးတော့ Building B ကတော့28လောအမြင့်ရှိပါတယ်ရှင်အခန်းရေအတွက်အားလုံးပေါင်း933ခန်းသာပါဝင်ပါတယ် Building B ကတော့တစ်တိုက်လုံး pet friendly ဖြစ်ပါတယ်ရှင်ဒါအပြင်ကား parking ကို building တက်လည်းအရှိမခွဲထားပေးပါတယ်သူရဲ့အမြင့်လာတော့8လောအထိရှိမှာဖြစ်ပါတယ် facility မှာဆိုရင်တော့ luxury condo မှာရှိရဲ့ facility ပြည့်ပြည့်စုံစုံပါဝင်သွားမှာဖြစ်ပါတယ်ရှင်အပြင်ထူးခြားချက်ကတော့ဒီကုကန်နဲ့ gym တို့လိုမျိုး facility တွေက building နှစ်ခုလုံးမှာခွဲထားပေးပါရရှင်ဒါကြောင့်မလို့ကိုယ့်ရဲ့ building အထဲမှာပဲ facility ကိုလွယ်ကူစွာအသုံးပြုနိုင်ပါတယ်ထူးခြားချက်နောက်တစ်ခုကတော့ဒီကား parking ရဲ့အပေါ်ဆုံးထပ်မှာ garden နဲ့အပန်းဖြေလို့ရတဲ့ lounge လေးပါရှိပါတယ်ပန်းဖြေဖို့အတွက်ဒီလိုမျိုး green area တွေလည်းအများကြီးပေးထားတာကိုတွေ့ရပါတယ်ရှင်ဒီခန်းလေးကတော့30 square meter duplex type အခန်းလေးပဲဖြစ်ပါတယ်ရှင်ခန်းစီလေးအမြင့်ကတော့ 4.6 မီတာအထိအမြင့်ရှိပါတယ်ဒါအပြင်အခန်းသွင်း floor to ceiling မန်တကားကိုအသုံးပြုထားပေးရမလို့ဖြူလလလေးတွေနဲ့တက်တဲ့လူကြီးမင်းတွေအတွက်အထူးတင်တော်တဲ့အခန်းလေးပဲဖြစ်ပါတယ်ဒီကားအောက်မှာဆိုရင်လည်းအပူမဖြစ်အောင်ဒီတစ်လျှောက်လိုကို storage ခန်းအကြီးလေးလောက်ထားပေးပါတယ်ရှင်ပါဝင်သွားမယ့်ပရိဘောဂတွေကတော့အခုဒီခန်းထဲမှာတွေ့ရတဲ့အတိုင်းပဲဖြစ်ပါတယ်ရှင်ဒီ kitchen မှာဆိုရင်တွေ့နေရတဲ့ set တစ်ခုလုံးကိုရရှိမှာဖြစ်ပါတယ်ဒီမှာရှိတဲ့ဒီ bureau တွေကအစဒီ electrical appliance တွေအကုန်လုံးပါတပါးရဲ့ပါရှိမှာဖြစ်ပါတယ်ဒါအပြင်ထူးခြားချက်တစ်ခုကတော့ kitchen ရဲ့နှစ်ရံကိုစီးမပေးပဲတန့်ရှင်းရေးလုပ်ရလွယ်တဲ့ကြွေပြားကိုရွေးချယ်ပြီးတော့အသုံးပြုထားပေးပါတယ်ရှင် air ventilation ကိုအခန်းထဲမှာပဲအငွေ့ပြန်ထုတ်တဲ့အမျိုးအစားမဟုတ်ပဲနဲ့ဒီအပြင်ဝရန်တာအထိအငွေ့ပြန်ထုတ်တဲ့အမျိုးအစားကိုအသုံးပြုထားပေးပါတယ်ရှင်ဒီအခန်းလေးကတော့45 square meter 2 bedroom အခန်းလေးပဲဖြစ်ပါတယ်ရှင်လောလောဆယ်အရန်ရောင်းကောင်းနေတဲ့အခန်းမျိုးစားလေးပဲဖြစ်ပါတယ်ဒီလိုမျိုး simplest အခန်းတွေရဲ့ ceiling အမြင့်က 2.7 meter အထိရှိရဖို့လို့တာမန်အခန်းတွေထက်ပိုမြင့်တယ်လို့ပြောလို့ရပါတယ်ရှင်Sensory Developer ကဆောက်လုပ်တာမို့လို့အခန်းစီလင်လည်းမြင့်အခန်းလည်းကျယ်ပြီးတော့တက်ဖြစ်စေပါရဲ့ရှင်ဒီအခန်းလေးအောက်ပုံစံလေးကတော့ဒီလိုမျိုး open kitchen style လေးဖြစ်ပြီးတော့တစ်ဖက်မှာဆိုရင်တော့ master bedroom ဖြစ်ပါတယ်နောက်တစ်ဖက်မှာဆိုရင်တော့အခန်းနောက်တစ်ခန်းရှိမှာဖြစ်ပြီးတော့ toilet ကိုလည်း two way access ပုံစံမျိုးလုပ်ထားပေးပါရဲ့ရှင်အခန်းနာရဲ့ဝရန်လာကြဝန်းရှိပါတယ်ဒါအပြင်လိုက်ကပါအခန်းနဲ့တူတစ်ပါးရဲ့ရရှိမှာဖြစ်ပါရဲ့ရှင်ST10 Ecomy ရဲ့မြေနေရာကိုရောက်ရှိနေဖြစ်ပါရဲ့ရှင်ဆိုရရဲ့ထောက်ခံချက် EIA approve ရရှိထားပြီး2029 5လပိုင်းမှာဆောက်လုပ်ပြီးစီမှာဖြစ်ပါရဲ့ရှင်ဒီ condo လေးကိုစိတ်ဝင်စားပြီးတော့ဝယ်ယူချင်တယ်ဆိုရင်တော့ New Vista Property ကိုတိုက်ရိုက်ဆက်သွယ်နိုင်ပါပြီရှင်